ဇလန်းကတော့ဟာဝိုင်အီမှာစတင်ပါတယ်။တယောက်တော့ယောက်ျားဦးဟာအလွန်စိုးရိမ်နေရတဲ့ပုံစံနဲ့ပတ်ဝန်းကျင်ကိုမျက်လုံးနဲ့လှမ်းလှမ်းခီးပြီးစာရိုက်ပုံးထဲကိုစာအိတ်တစ်စောင်ထည့်လိုက်ပါတယ်။ဒါပေမဲ့လမ်းပေါ်ကိုခြေလောင်မရောက်ခင်ပါပဲအပြာရောင်ဖန်တဇီကရုတ်တရက်ဝင်တိုက်လိုက်ပြီးသူဟာနေရာတင်တေဆုံးသွားပါတယ်။ရဲတွေကတော့ဒီဖြစ်ရပ်ကိုတိုက်မိပြီးထွက်ပြေးသွားတယ်လို့သာသတ်မှတ်လိုက်ကြပါတယ်။အဲ့ဒီအချိန်မှာပဲအရာရှိတူဦးထိတဲ့ James ကိုမိတ်ဆက်ဖေးလာပါတယ်။သူဟာစစ်တပ်တန်းတန်းစားတွေကိုရေအောက်မှာအသက်အောင်နေရတဲ့လိကျင်ခံလွတ်ခိုင်းနေပါတယ်။ဒါပေမဲ့တင်နန်းစားအားလုံးတယောက်ပြီးတယောက်မအောင်နိုင်တော့ပဲပေါ်လာကြတဲ့အတွက် James ကအလွန်မကျေနပ်ဖြစ်နေပါတယ်။အဲ့ဒီအချိန်မှာပဲရဲကဖုန်းခေါ်လာပြီးတေဆုံးသူရဲ့အလောင်းကိုပြသလိုက်ပါတယ်။အဲ့ဒီလူကတော့ Walter ဖြစ်ပြီး James ရဲ့အဖေဖြစ်နေပါတယ်။အိမ်ပြန်ရောက်တဲ့အခါ James ကသူ့ဇနီးကို Walter နောက်ဆုံးတော့ကိုတက်တည်သွားပြီလို့အေးအေးဆေးဆေးပြောလိုက်ပါတယ်။ဒါကသူတို့အဖေနဲ့ဆက်ဆံရေးဘလောက်ကွဲကွာနေလဲဆိုတာကိုပြောတာနေပါတယ်။ဇနီးဖြစ်သူကအိုးဘိုချောင်းမှာရှိတဲ့မင်းကြီးကိုဖုံးဆက်မလားလို့မေးပေမဲ့ James ကငါဖုံးကိုမဖြေဘူးလို့သာပြန်ပြောပါတယ်။အဲ့ဒီနောက်ဇလန်းက Johnny စီကိုပြောင်းတော့ပါတယ်။သူက James ရဲ့ညီကိုထိပြီးရဲအရာရှိတူပါ။ဒါပေမဲ့သူ့ဘဝကအခြေအနေမကောင်းပါဘူး။သူကြီးစား Valentina ကသူ့ကိုစိတ်ကုန်ပြီးအိမ်ကနေထွက်သွားဖို့အတွက်အထုပ်ပြင်နေပါတယ်။ဒီနေ့ကသူမရဲ့မွေးနေ့ဖြစ်တာကိုတော့ Johnny မမှတ်မိခဲ့ပါဘူး။ဘလို့ပဲတောင်းပန်ပေမဲ့ Valentina ထွက်သွားလိုက်ပါတယ်။အဲ့ဒီအချိန်မှာပဲ Johnny စီကိုဖုန်းတစ်ခါထပ်ဝင်လာပါတယ်။ James ရဲ့ဇနီးကဖုန်းဆက်ပြီးမြေဖေကွယ်လွန်သွားပြီမနေ့ပြန်ရေဝေးပို့မယ်လို့ပြောပါတယ်။ Johnny ကတော့သူ့အကိုနဲ့10နှစ်ကျော်မပြောချစ်ဟာဝိုင်ယီဝီလဲ20မပြန်ဖြစ်တဲ့အတွက်မသွားဘူးလို့ဆုံးဖြတ်ထားပါတယ်။ဒါပေမဲ့အိမ်သားထဲမှာရှိနေချိန်ယာကုဇာလူနှင်းယောက်ကနောက်ကနေလာပြီးဓားကိုလေပင်ပေါ်မှာတင်လိုက်ပါတယ်။မဲအဖေပို့ထားတဲ့အထုပ်ပေါ်မှာလဲလို့မေးပါတယ်။ Johnny ကငါအဖေနဲ့ကလေးဘဝကတည်းကမပြောဖြစ်တော့ဘူးလို့ပြောပေမဲ့အဲ့ဒီနေရာမှာပဲတိုက်ခိုက်မှုဖြစ်ပွားသွားပြီးJohnny ကလူ3ယောက်လုံးကိုတယောက်ထဲနဲ့ရက်ဆက်စွာဖြိုခွဲလိုက်ပါတယ်။ဒါကသူ့အတွင်းမှာဖုံးကွယ်ထားတဲ့အန်ဒီယာကြီးတစ်ခုရှိနေကြောင်းပြသလိုက်တာပါ။